ဤထိုင်းနီးပညာဖြင့်တံပိုးရာသီးပင်တရက်သီးပင်နဲ့ငှက်ပြောသီးပင်ကိုမှအသုံးပြုလိုက်တဲ့အခါရရှိတဲ့ရလက်ကတကယ်ကိုအံ့ဩဖွယ်ကောင်းပါတယ်ရလက်တွေကလည်းအန်သောဖွယ်ကောင်းပြီးအမြင့်ဆုံးအမြင့်ထွန်းနှုံးနဲ့အိမ်မာတောင်လွယ်လွယ်ကူကူပြန်လွတ်နိုင်တဲ့နီလန်းပါပဲဒီစနစ်ရဲ့အကြီးဆုံးအကျိုးကျေးဇူးကတော့ကျွန်တော်တို့ရဲ့အညွန့်တစ်ခုချင်းစီမှာရှိတဲ့မျိုးစေ့တော့မဟုတ်အပင်ပေါက်တစ်ခုချင်းစီကနေလုံးဝတီးတန့်တဲ့အပင်အသက်တပင်စီဖြစ်လာနိုင်တာပါပဲလေထဲမှာအမြင့်ထုတ်တဲ့နီလန်းစထိုးကတပင်တွေပဲရနိုင်ပေမဲ့ဒီနည်းနဲ့ဆိုရင်တခုတည်းသောမြစ်တစ်ချောင်းကိုအသုံးပြုပြီးပဲ့အပင်တွေကိုအများကြီးတိုးပွားနိုင်ပါတယ်အနှဲငယ်သေးတတ်မှုလိုအပ်ပြီးမဲ့တခါတင်ယူပြီးရင်တော့ရလတ်တွေကတခဲကိုအန်တော်ဝဲကောင်းလို့ကျွန်တော်ကိုကျေးဇူးတင်မယ်လို့ပေးချပါတယ်ဒါကြောင့်အဆုံးထိကြည့်ထားပါအခုရှင်းပြမယ်အသေးစိတ်အချက်လက်တွေကိုတခုမှလွဲမသွားဖို့အရေးကြီးပါတယ်စတင်ကြပါစို့ဒီထိုင်းနေပြောဝမှုအတက်ကျွန်တော်တို့အတက်လိုအပ်တာတွေကတော့ပလတ်စတစ်ပိုလင်းတစ်လုံးအထူးသဖြင့်ရေနွေးပိုလင်း8လီတာလောက်ကတ်ကျဲတစ်လုံးတိုးမဟုတ်ဓာတ်တစ်လုံးမြစ်တဲ့တိုးမဟုတ်ဆေးကြောထားတဲ့အသေးတီဆောက်ရဲတဲကိုပါအသုံးပြုနိုင်ပေမဲ့တန့်ရှင်းတဲ့ရေဖြစ်ကောင်းကောင်းလေးဆေးကြောပြီးမှအသုံးပြုရပါမယ်ပလက်တဲကိုအသုံးပြုမဲ့ချိန်တဲထက်ကစားတွေကိုအပြည့်အဝဖယ်ရှားနိုင်အောင်တစ်ချိန်ထက်များများဆေးကြောပေးဖို့တည်ချပါစေတန့်ရှင်းမှုကအလွန်အရေးကြီးပါတယ်ဒီနည်းမှာရေငွေ့ပမာဏအလွန်မြင့်မာပြီး90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းခီတပတ်တလုံးရှိနေမှာမို့စားအနေငယ်တစ်စိတ်တစ်ပိုင်းပဲဖြစ်တဲ့တဘာဝအညစ်အကြေးတစ်စိတ်တစ်ပိုင်းပဲဖြစ်တဲ့ဂျန်နေဟဲ့ရင်မူဒတ်ချင်းတော့မဟုတ်ပေါက်တိုးချင်းနေဖြစ်နိုင်ပါတယ်ထပ်ပြီးတော့အပင်မျိုး၃မျိုးကတစ်မျိုးစီစီကနေအပင်တစ်ပင်စီဥပမာလီမွန်ပင်တစ်ပင်တရက်ပင်တစ်ပင်နဲ့အဗိုကာဒို၃ဟော်ပယ်တာပင်တစ်ပင်အလျား10စင်တီမီတာကနေ15စင်တီမီတာလောက်ရှိပြီးမျက်စိအနှဲငယ်မြင်ရတဲ့အပင်တစ်ပင်စီလိုအပ်ပါတယ်အိမ်မှာရှိတဲ့ရေဖြူ300ခိုင်နှုန်းတော့မဟုတ်17ထပ်ပါမုံလင်းမုံရေနှိမ့်ဆက်တစ်လုံးနဲ့ပျော့ပြောင်းတဲ့ပြင်းတစ်ဖိတ်တစ်ပိုင်းလည်းလိုအပ်ပါတယ်ဒါကတော့ရွေးချက်ချဖြစ်ပေမဲ့ရေစီးစီးမှုကောင်းစေပြီးတဲလက်ထုံမတော်အောင်ကူညီပြီးနိုင်ပါတယ်အခုတော့ပလတ်စတစ်ဘူးကိုယူပြီးအောက်ခြေကို4-5စင်တီမီတာလောက်အမြင့်နဲ့ဖြတ်ပစ်ပါမယ်ဒီအောက်ခြေကတော့ကျွန်တော်တို့ရဲ့အဓိကအထက်အသွင်ကိုပုံဖေး3မျိုးမှာပါအောက်ခြေမှာတော့အောက်ခြေအနေ2စင်တီမီတာလောက်အမြင့်မှာရေစီးထနိုင်အောင်အပေါက်တစ်ပေါက်ဖောက်ပေးရပါမယ်ဒီအပေါက်ကိုကတ်တာလက်ဆက်ဘူတန်သို့မဟုတ်တမနီရဲ့ဘူတန်နဲ့ဖောက်နေပါတယ်ဒါပေမဲ့ကတ်တာနဲ့လောက်တာကလွယ်လွယ်ကူကူတန်ရှင်းပြီးတိကျလို့ငွားအနေနဲ့ကတ်တာနဲ့လောက်ပေါ်ချန်ပြပါတယ်အပေါက်ကအနှဲငယ်ကြီးထွားနေတော့ရေစီးထွက်နိုင်အောင်ပြင်ထယ်လေးတစ်စိုက်ကပိုင်းထည့်ထားနိုင်ပါတယ်ဒါကတဲလွှတ်ထွက်တာကိုတားဆီးပေးနိုင်ပါတယ်အပေါက်ဖောက်ပြီးသွားရင်တော့ပုံးထဲကိုတဲလေးစင်တီမီတာလေးလောက်ထည့်ပေးရပါမယ်အပေါ်ပိုင်းမှာစင်တီမီတာတစ်လုံးလောက်အလွတ်ထားပေးရတာအရေးကြီးပါတယ်ဒါကရေသွင်းခြင်းနဲ့လေးဝေးလေးထွားတော့အသုံးဝင်ပါတယ်ညတဲ့ကအရန်အကြံပြုကျင်တာပါအကြောင်းကတော့အပေါက်အမြောက်များနဲ့လေဝင်လေထွက်ကောင်းပြီးရေစိုးထိုင်းပေးနိုင်လို့ပါဆောင်လူရဲ့တဲဘက်ရှိရဆိုရင်တန်စင်းတဲ့ရေညကောင်းကောင်းနဲ့စေကြော်ပြီးမှအသုံးပြုပါအလဲတဲတုံးမဲ့ဆိုရင်တော့စားအကုန်ထပ်အောင်တစ်ချိန်စေကြော်ပေးပြုမမဲပါနဲ့ဒီအဆင့်ကအရန်အရေးကြီးပါတယ်အကျန်းကတော့ရေဆိုးထိတ်မှု90ရာခိုင်နှုန်းကနေ100ရာခိုင်နှုန်းအထိရှိမှဖြစ်လို့မီးထိညှိငှံမှုမျိုးမဆိုမော်တော့မဟုတ်ဘက်တီးရီးယားများတိုးကွာလာနိုင်ပါတယ်အခုတော့အရေးကြီးဆုံးအပိုက်ရောက်လာပါပြီဒီတစ်ခေါက်မှာတော့တံပယိုတရက်တီးနဲ့ငှက်ပြောတီးတို့ပေါ်လာတာတို့မျိုးကိုအမြင့်ထောင်မှာပါတို့မျိုးလုံးအတွက်လှုပ်ဆောင်ပုံကတပုံသေးပါပဲအခုချင်းစီကို10စင်တီမီတာကနေ15စင်တီမီတာအရရှိပြီးအပင်ဆိုင်ပင်အရင်အမြင့်တော့အရက်ပေါက်နေရအနှဲငယ်ရှိတဲ့မျိုးစေ့တစ်ခုချင်းစီကိုယူပါမယ်ဘဲတစ်ဖက်မှာအရာလိုက်ဖြတ်ပြီး1စင်တီမီတာကနေ10စင်တီမီတာအထိအနှံ့ရှိအောင်ဖြတ်ပေးရမယ်ဒါဟာအမြင့်ထောင်မဲ့တော့ရဲ့ထူထပ်မှုပေါ်မူတည်ပါတယ်ဒီဖက်ထားတဲ့နေရာမှာအစိမ်းရောင်ကမ်ပီယံအလက်ကိုဖျဲရှားပြီးတစ်သားထီကောင်ဖက်ပေးရပါမယ်ဒီနေရာမှာကမ်ပီယံကိုတဖြည်းဖြည်းနဲ့ဖြင်းရင်းစွာချုပ်ပေးရတာအရေးကြီးပါတယ်အကြောင်းကအပင်ကအနာပြန်ပျောက်သွားပြီးအမြင့်အသစ်မထပ်ပေါ်နိုင်ဘူးဒါကြောင့်ဒီအပိုင်းကိုတန့်ရှင်းအောင်လုပ်ပေးရပါမယ်ချက်ပြီးတဲ့နောက်မှာတော့အနှဲငယ်သောတကြားမုံကိုတိုက်ရိုက်အဲ့ဒီနေရာမှာပတ်ပေးပါမယ်တကြားမုံကတဘာဝမိုးတစိအဖြစ်လုတ်ဆန်ပေးပြီးအမြင့်တီစက်တင်ထွက်လာခြင်းအဖြစ်အစိတ်ပိုင်းကိုကာကွယ်ပေးပါတယ်အခုတော့အမြင့်ထောင်မဲ့တုတ်တွေကိုတဲပေါ်မှာတဲတဲ့တင်ကြီးဆက်ထားတဲ့အပိုင်းသာတဲနဲ့တိုက်ရိုက်ထိတွေ့ရအောင်ချထားပေးမှာမယ်ရိုးလေးပဲချက်ထားတဲ့နေရာဟာအမြဲဆွနေအောင်တိကျစေဖို့လိုပါတယ်အဲ့ဒီအပိုင်းကအရေးကြီးဆုံးပါအဲ့ဒီအပိုင်းကအရေးကြီးဆုံးပါအဲ့ဒီနေရာ6တွေ့သွားရင်အမြတ်မထွက်နိုင်တော့ပါဘူးအဲ့ဒီမလာပြေကအမြတ်ဆိုးထားဖို့အရေးကြီးပါတယ်ဒါပေမဲ့ရင်းနဲ့လုံးစာမဆိုးအောင်လက်တတိထားပါမယ်ရင်းနဲ့လုံးစာမဆိုးအောင်လက်တတိထားပါမယ်အခုတော့ရေ train ဖို့ရေသိမ်းစင်းတယ်တန်းရှင်းတဲ့ရေတလီတာထဲကိုရေနံပြန်3လခိုင်နှုန်းသို့မဟုတ်တစ်ဆက်တစ်ထပ်ခန့်ရှိတဲ့ရေတပ်တစ်စုံလောက်ထည့်ပေးပါမယ်အနောက်ပိုင်းမှာအားကြီးတဲ့အချို့ဥပမာတစ်စနစ်ထက်6ရာခိုင်နှုန်းဆိုရင်တလီတာလျင်တစ်စုံခွဲပိုက်သုံးရမယ်
ဒီရောဆက်ထားတဲ့ရေကိုတဲပေါ်ကိုဖြည်းဖြည်းချင်းရေချပြီးရေလွန်တာကအောက်ကပကနေထလာခဲ့ထီလို့ပါမယ်ဒီလိုလို့ငယ်စောစောဘူးကတပြက်လုံးငင်ငင်မြမြဖြန့်ဝေသွားပြီးမြေစီပြန်လွန်တာမျိုးမဖြစ်စေပါဘူးနောက်တစ်ဆင့်မှာတော့တဘာဝမူတက်ဆဲကိုတကြားတိမုံနဲ့ပြင်ဆင်မှာပါမိုနဲ့ဘက်တီးရီးယားတွေမဖြစ်အောင်ကာကွယ်ဖို့အထူးတင်တော့ပါတယ်ပြင်ဆင်ပုံကလည်းအယောင်လွယ်ပါတယ်တလီတာရေထဲမှာတကြားတိမုံနဲ့ထည့်ပြီးကောင်းကောင်းရောပြီးအေးပြော်အောင်လုပ်ပါပြီးရင်အလွန်ပါတဲ့တော်ဝါတော့မဟုတ်ကော်ဖီစစ်နဲ့စစ်ပြီးပန်းပင်ပတ်ဖရန်တုံးပုံထဲပါပြီးရင်အလွန်ပါတဲ့ဖွာတော့မဟုတ်ကော်ဖီစစ်နဲ့စစ်ပြီးပန်းပင်ပတ်ဖရန်တုံးပုံထဲပါရေပြော်ကိုတုံးနေတဲ့ချိန်စီပတ်ဖြန့်ပေးရပါမယ်ဘူးကူလေဝင်လေထွန်းလူကိုဖွေးတဲ့ခါတိုင်းဒီပြော်ကိုအတုံးချနိုင်ပါတယ်แต่မျိုးစိတ်တုတ်တဲ့နဲ့မီနီအပင်ဆိုင်ခန်းရအတွင်ဖေးနိုင်ရနေဦးနေနဲ့ပတ်ဖန်ပြီးပတ်ဝင်းကျင်ဆွတ်တန်ရှင်းမြောက်ထင်းပေးပါအခုတော့ဘူးရဲ့အပေါ်ပိုင်းကိုယူပြီးဘေးတစ်ဖက်မှာတန်းဖြစ်လိုက်ပါမယ်ဒါကြောင့်ဘူးကိုဖွင့်နိုင်ပြီးအောက်ချီမှာတင်ထားနိုင်ပါတယ်ဒီလိုနဲ့အိမ်မှာလုတ်နေတဲ့မီနီအပင်ဆိုင်ခန်းလေးတစ်ခုဖြစ်လာပါပြီဒီစနစ်ကဆိုးဆိုးမှုတရားခိုင်တို့နဲ့တရားခိုင်တို့အနီးနာမှာအမဲပန်းထိပေးနိုင်လို့မျိုးစိတ်တုံတဲ့တဘာဝအတိုင်းအမြင့်ထွက်လာကိုအထူးတည်တော်ပါတယ်မျိုးစိပြန်ပွားဆက်လေးကိုအလင်းအောင်ကောင်းပြီးတိုက်ရိုက်နေမထိုးတဲ့နေရာမှာထားပေးပါ။အိုးရတဲ့ချိန်လောက်အဖုံးကိုနည်းနည်းဖွင့်ပြီးလေဝလေထွက်လောက်ပဲစောစောမှုစစ်စဲပဲနဲ့တဘာဝတန့်စင်စဲဖြစ်တဲ့တခြားမွန်ကိုလည်းပတ်ပေးပါ။တဲကများများချုပ်နေတဲ့ဆိုရင်အပေါ်ဘက်ကနေရေတက်လင်းနဲ့ထပ်ထည့်ပြီးတင်တော်တဲ့အချိန်တွေမှာအပူချိန်က12ခုနဲ့18ခုဒီဂရီဆယ်စီယပ်ကြားဆိုးဆိုးမှုမြင့်မားတဲ့အခါမှာအမြင့်ထွက်လာတဲ့လုပ်ငန်းစဉ်ကမျိုးစိပေါ်မူတည်ပြီး၄ဘတ်ကနေ6ဘတ်အထိကျန်လိုက်ပါတယ်။တရားတီးပင်နဲ့တံပိုးရပင်ကမြင့်ပုံမြန်ထွက်တတ်ပါတယ်။ပန်းဝီးပင်ကနည်းနည်းကြာသေးပေမဲ့ဒီနီးနဲ့အားလုံးကအရန်ကောင်းကောင်းတုံ့ပြန်တတ်ပါတယ်။လုပ်ငန်းစဉ်ထဲမှာအရန်စစ်ဝန်စားစရာအချိန်ရောက်လာပါပြီ။အခုတော့ကျွန်တော်တို့အမြင့်ထွက်လာတဲ့မျိုးစစ်တန်းတွေကို propagator ထဲကနေထုတ်ယူပြီးတစ်ပင်အသစ်တွေမျိုးပွားနိုင်ပါပြီ။ကျွန်တော်တို့လောကမှာကအမြင့်ထွက်ပြီးသားမျိုးစိတ်တန်းကိုဒေါင်လိုက်အပိုင်းချားလေးတွေဖြတ်ပြီးအရှည်လျားလောက်ကိုအဖြစ်တော့အတုံးချမှာပါ။အခုချင်းစီကအရာ2စင်တီမီတာတော့မဟုတ်3စင်တီမီတာလောက်ရှိနိုင်ပြီးမျိုးစစ်အမြင့်တစ်ခုရှိရင်ပိုကောင်းပါတယ်။မရှိဘူးဆိုရင်တော့ပြဿနာမရှိပါဘူး။အချိန်ကြာလာတာနဲ့အမျှတစ်ပင်ကသူ့ရဲ့မျိုးစစ်အမြင့်တူကိုကိုယ်တိုင်ဖန်တီးပြီးပြဿနာမရှိဘဲဆက်လက်ကြီးထွားသွားပါလိမ့်မယ်။မျိုးစစ်အမြင့်သေးသေးလေးတွေဒါမှမဟုတ်အပင်အသစ်ပေါက်လာတာတွေကိုတွေ့နိုင်ရင်တော့အဲ့ဒီနေရာတွေကိုထိမ့်သိမ့်ပြီးအဲ့ဒီအကြားမှာဖြတ်ပေးရပါမယ်။ဒီလိုနဲ့အမြင့်ထွက်ပြီးသားတစ်ခုပဲနဲ့တစ်ပင်အသစ်အများအပြားကိုထောက်ယူနိုင်ပြီးအဲ့ဒီအပင်အသစ်တွေကလည်းအသီးပင်အသစ်တွေဖြစ်လာဖို့အသင့်ထင်နေပါပြီ။ဒီနီလန်ရဲ့အန်ထရိုဆီယာကမ်ဒါကတခွန်ပဲနဲ့တစ်ပင်အသစ်အရေးတို့အများကြီးကိုတဘာဝကြစိုက်တတာပြီးလွယ်လွယ်ကိုနဲ့ရရှိနိုင်တာပါပဲ။ဒီ Thai style ညီလန်းတာတကယ်အန်ထိုဖို့ကောင်းတာမဟုတ်လား။ဒါဆိုရင်မိတ်ဆွေ Thai style နဲ့တန်ပူရာတရက်တီးနဲ့ငှက်ပြောတီးပင်တွေကိုလဲကိုပြန်ကွာနိုင်ပြီပေါ့။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like တစ်ခုပြီး subscribe လုပ်မေးပါနဲ့။ဘာလို့လဲဆိုတော့ Tawal လောက်ရှာတဲ့ဥယျာဉ်လေးတစ်ခုကိုဖန်တီးနိုင်ဖို့လွယ်ကူပြီးအတီးပြုတ်ထားတဲ့နီလန်းအသစ်တွေကိုဆက်လက်တင်ပြသွားမှာမလို့ပါ။နောက်တစ်ခုမှပြန်တွေ့ရအောင်